6ကြတော့ဘယင်းကြီးရဲ့သမိုင်းကြောင်းပြောပြအစားအသောက်တွေရဲ့သမိုင်းကြောင်းကိုပြောပြနော်တော့ပသိမ်ရဲ့ဟာလာဝါပသိမ်မျိုးရဲ့မြမရိုးရာအစားအစာဟာလာဝါဘယ်လိုမျိုးဖြစ်ပေါ်လာတယ်နည်းနည်းလေးပြောပြနော်ဒီအကြောင်းအရာပြောရင်လူမျိုးရေးတွေဘာသာရေးတွေပါတတ်တယ်ဒါပေမဲ့ကျမလူမျိုးရေးဘာသာရေးကိုပြောတာမဟုတ်ဘူးသမိုင်းကြောင်းအစားအသောက်သမိုင်းကြောင်းလေးဘယ်လိုမျိုးစဉ်သက်ပြီးမြန်မာမှုပြုလိုက်တယ်လဲဆိုတဲ့အကြောင်းအရာကိုပဲပြောတာဖြစ်တယ်လူမျိုးရေးတွေဘာသာရေးတွေ sensitive ဖြစ်တယ်ဆိုရင်စမကြည့်ပါနဲ့နော်ဒါလူမျိုးရေးဘာသာရေးနဲ့စိုက်ပြီးပြောတဲ့စကားမဟုတ်ဘူးတချို့တွေကလူမျိုးရေးဘာသာရေးတိတ်နွယ်ပြီးတော့မှပြောတတ်တယ်နော်ဒါမူရင်းအခြေအနေကနေဘယ်လိုပြောင်းလဲသွားတယ်ဆိုတဲ့အဆင့်ဆင့်ပြောင်းလဲသွားတယ်ဆိုတဲ့အခြေအနေတစ်ခုကိုပဲကျွန်တော်ပြောပြတာနော်လူမျိုးရေးဘာသာရေးတွေကိုပွဲရှာမဲ့တူရက်လိုက်ပါလိမ့်မယ်အဲ့ဒါစမကြည့်ဒါဆိုစမကြည့်နဲ့နော်ဒီမှာလူမျိုးရေးဘာသာရေးကိုပြောမဲ့အပိုင်းမဟုတ်ဘူးကြိုးပြောလိုက်တယ်တချို့တွေကလူမျိုးရေးဘာသာရေးကိုဆွဲသွင်းသွားတာမဟုတ်ကြိုးပြောလိုက်တာအရန်ကိုsensitive ဖြစ်တယ်ဒါငါတို့ဟာပဲမဟုတ်ဘူးဘယ်လိုမျိုးအဆင့်ဆင့်ဘယ်လိုပြောင်းလဲငါတို့မြန်မာအစားအစာဖြစ်ဘယ်လိုမွေးစားယူဘယ်လိုမြန်မာမှုပြုတ်လိုက်တယ်လဲဆိုတဲ့အကြောင်းအရာပဲဒီကဟာလဝါဆိုတဲ့စကားလုံးကအရှိအလဲပိုင်းလူမျိုးတွေရဲ့အစားအစာအရှိအလဲပိုင်းလူမျိုးမှာဒေသတွေရဲ့အချို့ပဲအစားအစာဖြစ်တယ်ချုံမိန်တော်ဆိုတဲ့အဓိပ္ပာယ်ရတယ်နော်73ရာစုမှာဒီအာရဗီဘာသာလက်ဖေးချမ်းမှာပေါ့နော်ဒီဟာလဝါလုံကြီးကိုရှာတွေ့တယ်နော်ဒီမှာလေရှေ့ပိုင်းအလဲပိုင်းလူမျိုးတွေကအချို့ပဲနေစတင်ပြီးတော့ဒါရုပ်စားကြတာပေါ့နော်တော့73ရာစုကနေ16ရာစုရောက်တဲ့အခါမှာဆုလက်တန်ဘယင်ကြီးရတဲ့နော်အဲ့ဒီဟာလဝါကြိုက်တဲ့အတွက်သူ့ရဲ့နန်းတော်ကြီးမှာဟာလဝါလုတ်တဲ့အစာဖြစ်ပြီးတန့်လုတ်ပြီးတော့မှချက်စားတာမလုတ်စားတာပေါ့အချို့ပဲနေနဲ့ပြီးတန့်အစာလုတ်ပြီးတော့မှစားကြတယ်လို့ဒါသမိုင်းမှာပြောပြကြတယ်အဲ့တော့အဲ့ဒီအရှိအလဲခိုင်းရနေအိန္ဒိယတိုက်ထဲကိုရောက်လာတယ်အိန္ဒိယကနေမှမြန်မာပြည်ကိုဘယ်လိုဝင်လာလဲပြောပြမယ်ဟာလဝါဒီလုံနီးတော့တူတယ်ဒါပေမဲ့ကုန်ကျန်းပစ္စည်းဒီနိုင်ငံဟိုရှေ့ပြောင်းသွားတဲ့အခါမှာမူလကုန်ကျန်းပစ္စည်းရတယ်မတူတော့အရှိအလဲပိုင်းမှာရှိတဲ့ကုန်ကျန်းပစ္စည်းကနှမ်းကျိတ်ဖက်ကိုသုံးတဲ့ကုန်ကျန်းပစ္စည်းကိုသုံးတယ်နှမ်းကျိတ်ဖက်ပါမယ်အကြားရည်ပါမယ်အစိတ်အစံတွေပါမယ်စီပါမယ်ထောပတ်ပါအဲ့ဒါတွေကိုမှကြိုချက်ပြီးတော့မှလုပ်တယ်ပွားရောင်းအစားအစာနော်ပွားလေးရှိအစားအစိတ်အစံတွေအဲ့ဒီအစိတ်အစံတွေကလည်းအိန္ဒိယတိုက်ကိုရောက်တဲ့အခါမှာမတူဘူးဒါတော့အရှိအလဲပိုင်းမှာပဲနှမ်းကျိတ်ဖက်ကကုန်ကျန်းပစ္စည်းအဓိကပေါ့နော်အိန္ဒိယတိုက်ကျရောက်လာတယ်အိန္ဒိယနဲ့ပါကစ္စတန်ကိုရောက်လာတဲ့အခါမှာအရှိအလဲပိုင်းမှာတော့နှမ်းကျိတ်ဖက်ကိုမသုံးနိုင်တော့ဘူးသူတို့နိုင်ငံမှာရှိတဲ့ဂျုံမုတ်ကိုသုံးဂျုံမုတ်ဒီအိန္ဒိယမှာအပေါ်ဆုံးတော့အဓိကပစ္စည်းနော်ဒါကြောင့်လေချာပါတီတို့ပူဝီတို့လောက်စားကြတာနော်နံပြားတို့လောက်စားကြတာအိန္ဒိယရဲ့အစားအစာအိန္ဒိယရောက်တဲ့အခါမှာဂျုံမုတ်ကိုအခြေခံပြီးတော့မှလုပ်တဲ့အစားအစာအဲ့မှာအစစ်အစံတွေလည်းပြောင်းလဲသွားတယ်တီဟိုစီတွေတုံးတယ်ဘန္နာစီတွေတုံးလိုက်တယ်နော်ပြီးတော့မှဒီဆက်ဖုံးဆိုတဲ့အယောင်လေးတွေပါထည့်လိုက်တယ်နော်ဒါလည်းအဲ့အရေးဒီပွားရောင်းအစားအနေထားနေရှေ့လေဘက်မှာရှိပွားရောင်းအနေထားပူတင်းလိုပြောအီအနေထားကိုဒါအိန္ဒိယဘက်မှာတုံးလိုက်တာဟာလာဝါဆိုဖြစ်တာတော့အဲ့ဒီအိန္ဒိယကကုန်တယ်ကြီးတွေကမြန်မာနိုင်ငံမှာကုန်တယ်တဲ့ခါကျတော့လူမျိုးတွေမဟုတ်ဘူးအစားအသောက်တွေပေါ်လာတယ်တော့ပသိမ်မျိုးရောက်တဲ့အခါမှာပသိမ်ဟာလာဝါဘယ်လိုဖြစ်ပေါ်လာလဲမြန်မာနိုင်ငံမှာကြတော့ဂျုံမုတ်ကမပေါ်ဘူးဂျုံစားတဲ့လူမျိုးမဟုတ်ဘူးဆန်စားတဲ့လူမျိုးတော့ကောင်းမြင့်စံပေါ်တယ်ဆန်ပေါ်တယ်ဆန်ချမ်းတွေပေါ်တယ်ဆန်ချောတွေပေါ်တယ်အဲမထားလို့ပွာတို့မစိန်တို့ပေါ်ဆန်းတို့ပေါ်တယ်နေရနော်ပသိမ်ဆိုတဲ့နေရာကလေစံတဘာအဓိကထွက်တယ်နော်အဲ့တော့စံကိုအခြေခံပြီးလုပ်တဲ့ဟာလဝါပေါ်လာပေါ့ပြီးတော့မာဘီရဲ့ဟာလဝါဟာပသိမ်ရဲ့ဟာလဝါကောင်းကြီးစံကိုအဓိကလုပ်တယ်အချိုအနေနဲ့ကြားရည်မတုံးတော့တို့တွေကဘာမဟုတ်လို့ထညက်ရည်လို့ဒါထညက်ပါတယ်နော်တော့အစိတ်အစံအနေနဲ့ဟိုမှာတီဟိုစိတ်တို့ဘာနာစိတ်တို့တုံးမယ်တို့တွေမှာကတီဟိုစိတ်ဘာနာစိတ်တွေစိတ်စားကြရတယ်ထင်မှာမပါဘူးတို့တွေကဘာမဟုတ်ခဲ့ဘိန်းစီခဲ့နော်ဘိန်းစီလေးထူလိုက်မှာဟိုစနေမကင်းလဲဘိန်းစီပါတယ်ဟိုခပြောသည့်စနေမကင်းလဲအပေါ်ကဘိန်းစီပြောဘိန်းမုတ်လဲဘိန်းစီဘိန်းစီအစိတ်ဖြစ်ပေါ့နော်ပြီးတော့မှအုံတို့မြန်မာတွေကအုံတို့ကြိုက်ဘယ်မုတ်လာတာအုံသီးနဲ့လုပ်တယ်မဟုတ်ရတယ်အုံတို့ထည့်အနာနဲ့ဒုံကြီးဟာလဝါရဲ့အရှိအလဲပိုင်းဒုံကြီးနဲ့မဟုတ်ပဲအိန္ဒိယရဲ့လုံကြီးတိုင်းကြိုချက်လိုက်တဲ့ဟာကပြင်းတွဲနဲ့ပြော့တွဲနဲ့တိကက်ကက်နဲ့ဟာလဝါညီမမှုပြလိုက်တဲ့ဟာလာတစ်ခုဖြစ်ပေါ်လာ
ပေါ့နော်အရှိပထမအရှိလက်ပိုင်းတော့ဆိုကြွာရောက်ရအိန္ဒိယရောက်တဲ့ခါကျတော့ပူတင်းလိုအစ်စ်တွေဖြစ်သွားတယ်တို့မြန်မာအမှုပြုလိုက်တဲ့ခါကျတော့ကောင်းကြီးကိုအခြေခံပြီးလုပ်တဲ့ကုန်ကြမ်းမို့လို့ညှင်းတွဲလေးနဲ့စစ်ကက်ကက်ကလေးဖြစ်သွားတယ်ပေါ့နော်ဘလိုမျိုးအစားအသောက်တွေအစင်စင်ကြောင်းလို့လုံမီးတွေကတော့တူတဲ့လုံမီးပုံစံကြိုချက်တဲ့မီးရတယ်တူတဲ့ဒါပေမဲ့ကုန်ကြမ်းပစ္စည်းသွားကွာတဲ့အတွက် treasure တွေကွာတယ်ထည့်ဝင်တဲ့ပစ္စည်းတွေကလေသူ့နိုင်ငံသူ့ယဉ်ကျေးမှုနဲ့လူမျိုးတွေကြိုက်တဲ့ဟာကိုလည်းထည့်သွားတာအိန္ဒိယမှာတော့ saffron အကြောင်းကိုထည့်နော်မြန်မာပြည်မှာကျတော့အကြောင်းမထည့်ပဲနဲ့ကောင်းကြီးနဲ့ထညက်ရည်နဲ့ကိုမုတ်လို့ထညက်နဲ့ကိုထည့်ပြီးတော့မှသုံးလိုက်တဲ့ပသိမ်ဟာလာပါမြန်မာမှုပြလိုက်တဲ့မြန်မာရေးရအစားအစာတစ်ခုကိုတစ်ခါမွေးဖွားလိုက်တယ်ပေါ့လေဖြစ်သွားတာပသိမ်ရဲ့ဟာလာပါဖြစ်သွားတာပြောပြတာ